Hello မင်္ဂလာပါကျွန်တော်နဲ့ပကတဲ့အေးလေးခွဲတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဇက်ကူကဂိမ်းထဲကနေမဟာမြတ်မုနီဖေဟာကြီးကိုတော့ပြသွားမှာဖြစ်ပါတယ်ဒီဂိမ်းနဲ့မေကတော့ဇက်ကူကလို့ခေါ်ပါတယ်စကူးလို့လည်းနာမပါသေးပါကျွန်တော်တို့ဝစားတော့ရအောင်ဒီကဝစားလက်ကမဟုတ်ရေရှုကန်ပြီလို့ကျွန်တော်တို့ဖေဟာတော့မှဆိုမြန်မာဆန်ဆန်ပဲဝတ်သွားမယ်နော်မြန်မာဆက်ဆန်ဆိုတော့အဲ့လိုမျိုးမြန်မာဆက်ဆန်တော့မြန်မာဆက်ဆန်လိုပဲဝတ်သွားမှာပေါ့နော်ကျွန်တော်ဥစ္စာရကျွန်တော်မွေရသေးတော့မရသေးပါဘူးကျွန်တော်တို့ဒီဘယ်လေးဝယ်ကောင်းမလဲမြန်မာဆက်ဆံပဲဝတ်တော့ပါမယ်ကျွန်တော်တို့ဒီကေးလေးဝတ်တော့မယ်တရားလေးကဖနက်ကလေးနဲ့ဆိုတော့လေကျွန်တော်တို့တော့ပါမယ်ဟိုတို့ချင်တော့မယ်ရင်တော့ကမလာမသိဘူးစကင်းနဲ့တော့ကမလာချင်ပဲတော့မယ်စကင်းနဲ့ပဲတော့ပါပဲကျွန်တော်တို့စကင်းနဲ့ပဲကမပါရဲ့ကားစီကမစိုက်ကပဲစီပါမယ်စိုက်ကနဲ့ပဲပို့ပြီးနေနေရတော့ပေါ့နော်မြန်မာနိုင်ငံနဲ့မြန်မာဆက်ဆံနဲ့စိုက်ကနဲ့ဆိုတိတ်မလိုက်ပြီမကားနဲ့မောင်းဖြစ်ပြန်တယ်ကားကြီးနဲ့ဆိုတော့လေတိတ်မလိုက်ဘူးဗျစိုက်ကနဲ့ပဲမိုက်တော့ပါဘူးစိုက်ကပဲဟိတော့ရအောင်ဆိုင်ကနေပဲမောင်းတော့မယ်လာပဲတော့မယ်မဟာမြတ်မုနီကိုတော့မယ်ဆိုမဟာမြတ်မုနီခုမြန်မာမဟာမြတ်မုနီဂိမ်းစောပြတာဖြစ်တဲ့အတွက်မြန်မာမဟာမြတ်မုနီရဲ့ဘာပေါ့နော်မဟာမြတ်မုနီတော့မှဆိုတော့ပြင်မမှတော့မဟာမြတ်မုနီရဲ့မဟာမြတ်မုနီပြူသွားတယ်ဆိုလို့ပြောနေကြတယ်ကျွန်တော်တို့ဒီထဲမှာတစ်ခါမှလည်းမရောက်ခဲ့ရတာဘူးတို့သွားမယ်ဆိုပြီးသွားတာမသွားလိုက်ရဘူးသွားမယ်လို့လုပ်တော့လဲတော့ဖြစ်ရအောင်အခုတော့မဟာမြတ်မုနီရဲ့ရှေ့ကိုလည်းရောက်ခဲ့နေပါပြီအဲ့ဒါမဲ့ဒီလိုပဲတင်ထားရမှာဘောတလို့ရလားဘောတလို့ရဘူးအဲ့ဒါရင်ပြင်းကျွန်တော်ဒီတိုင်းပဲပုံပြီးတော့ပဲထားကြလိုက်တော့မယ်တို့သွားမယ်ဖျားတဲ့သွားကြည့်တာတော့ဒုံပြန်တစ်ခါစီးရမှာရိုက်မဟာမြတ်တွေ့မြင်နေရတဲ့အတိုင်းမဟာမြတ်မုနီကိုတွေ့မြင်နေရပါပြီတို့ဖျားဖုံးမယ်ရေတို့ဖျားဖုံးမယ်ဖျားဖြစ်ဝင်အောင်ဒါနမောတတပကွာတော့အဲ့တော့တမန်တမှုတတာဆိုပြီးဖူးပြီးတော့ပြီဆိုအစားစားရတော့အများကြီးပဲလူတန်းကြရပါနော်မဟာမြတ်မုနီဆိုတော့လေလူတန်းတာကြီးမဟာမြတ်မုနီနဲ့တကိုးလေးကြီးတော့လေဒါလည်းကွန်သီးလေးပါလေလူတန်းတာမကွန်ကြီးဖျားမဟာမြတ်မုနီရဲ့ဖျားပေါ့နော်အဘောရွှေတော့ကက်လို့ရနော်ရွှေတော့ကက်မယ်အဘောလည်းတက်လို့ရတယ်မဟာမြတ်မုနီအဘောတော့တက်လို့ရတယ်လက်ပေါ်ပဲတက်လိုက်ပါမယ်လက်ပေါ်လေးနဲ့ငေးကြည့်တယ်မကတော့ပါငေးကြည့်တယ်မဆွဲကတော့မဟာမြတ်မုနီကတော့ဒီလောက်ပါပဲအမေအပြည့်ဘက်တွေပါရှိတယ်ဘာလို့မရှိဘူးဗျမဟာမြတ်မုနီမှာနိုင်စင်ရှိတယ်ဒီမှာနိုင်စင်မှာပေါ်ထားဘူးလေဒီက ID လေးကတော့ကျွန်တော်တို့နိုင်ပေါ်မှာဖျား ID လေးရိုက်ချလိုက်တာနဲ့မဟာမြတ်မုနီရဲ့ ID ကိုတင်ပြရပါမယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆုံးသက်ရှင်ပါတယ်လို့ပြောချင်ပါတယ်ဒီဗီဒီယိုကြိုက်ရင်